အားလုံးပဲမင်္ဂလာပါကျွန်တော်ကွင်းပါဝါဘယ်လိုထိုးလဲဆိုမေးနေညီကိုတွေအတွက်ကျွန်တော်ဟိုပါပေါ့နော်ကွင်းပါဝါအားကောင်းအောင်ဘယ်လိုလုပ်ရလဲဟိုပေါ့ပါလေးလုပ်ရတဲ့ဥစ္စာမျိုးလေးတွေကျွန်တော်သင်ပေးမယ်ပေါ့နော်ဒါခဏလေးကြည့်လိုက်ပါဟုတ်ကိုမနော်အဲ့လိုခွင်ပါဝါလေးကိုအဲ့လိုမျိုးလေးအားပါလေးထိုးခြင်းတဲ့ညီကိုလေးတွေအတွက်ပေါ့နော်ပေါ့ပါဟိုဟာပေါ့ရေချိုးကန်ကြီးလေးဖြစ်ဖြစ်ချင်းခတ်ပြီးရလေးပဲဖြစ်ဖြစ်လိုက်လုပ်လို့ရတဲ့ထွင်နေလေးပေါ့နော်အားလေးပေါ့ပါလေးပေါ့နော်ဒါချင်းခတ်ပြီးတော့ရေချိုးကန်ကြီးလေးပဲပေါ့နော်လို့ထိုင်နာလေးပဲညံလေးပဲ1 2 3 4 5 6 9 10 11 12 13 14 15အဲ့ဒါမျိုးလေးပေါ့နော်ချိန်50လောက်ပေါ့နော်ပုံမှန်လေးပေါ့အများကြီးလည်းလုံးစရာလို့ပုံမှန်လေးပေါ့နော်အဲ့ဒါလေးပေါ့နော်အားလေးတစ်မျိုးပေါ့နော်နောက်တစ်မျိုးကတော့ဒါပေါ့နောက်တစ်မျိုးကတော့ဒါခြေပြတော့မယ်နော်ဒီ3 4 5 6 9 10 11 12 13 14 15အဲ့လိုမျိုးလေးကိုပေါ့နော်ကြော်လေးရှော့ပြီးတော့50နှစ်ခါအဲ့လိုမျိုးလေးလုပ်ပြီးပေါ့နော်နေ့စဉ်လုပ်ပြီးအဲ့ဒါဆိုရင်ပေါင်စုံအားတွေကောင်းလာလိမ့်မယ်ဆွဲအားတွေကောင်းလာလိမ့်မယ်ပေါ့နော်နောက်နေ့ဆက်ပြီးတော့လည်းဒါနည်းချင်းလေးကျွန်တော်ပြောပြသွားမယ်ပေါ့နော်ဒါလေးတွေကတော့လိုက်လုပ်ကြည့်ပါကောင်းပါတယ်ကျိုးရှိပါကျေးဇူးပါအခုကျွန်တော်ပြောပြတဲ့အခြေခံလေးတွေကိုနော်လိုက်ပြီးတော့လုပ်ကြည့်ပါညီကိုတွေမေးတဲ့ညီကိုတွေလည်းဒါအခုဒါကျွန်တော်ဒီ TikTok အကောင့်လေးကိုလည်း like and share လေးလုပ်ပြီးတော့ကျွန်တော်မသိတာလေးတွေရှိရင်မေးလို့ရပါတယ်ကျွန်တော်ဒါတက်နိုင်တဲ့လောက်လေးပြန်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်ညီကိုတွေလည်း like လုပ်ကြည့်ပါအကျိုးရှိပါတယ်ဒါဒီအခြေခံလေးတွေကနေစပြီးတော့မှတဖြည်းဖြည်းကောင်းလာမယ်ပေါ့နော်နောက်လည်းဒီထက်ပို့ပြီးတော့အိမ်မှာပေါ့နဲ့လုပ်လို့ရမယ်ဥစ္စာမျိုးလေးတွေကိုကျွန်တော်သင်ပေးပါဦးမယ်ဗျကျေးဇူးတင်ပါတယ်ညီကိုတွေအားလုံး